ဆေးလာစစ်နေကြပြည့်တစားမင်းကလေးပါ ဘာဖြစ်နေစားလဲအမမေးခစ်တော့ခေါ်ရခုကဒိတ်ကဲ ဟာလာကိုလာ ကိုလာပေါ့ အဲ့ကြောင့်လို့တ िश ူးတော်ကြိုးယူလာတာဒီဟာကတမင်တကာကြီးအဲ့လိုငိုဆိုပြီးတော့ငိုခိုင်းတာမဟုတ်ဘူးသူကသူရင်ထဲကနေအဲ့လိုမျိုးခံစားရပြီးတော့ဖြစ်လာတဲ့မျက်ရည်ဖြစ်အောင်လို့ဘုံအများကြီးစူးစမ်းထားပါတယ်ဒီထဲမှာဟုတ် ရှင်းမတူလေ ဒီတော့ရမောင်းမေးဆွေသူ့မှာတားလေးတယောက်ရှိရဲ့အဲ့တားလေးကငယ်ချိုးတယ်နေ ဘုံကတော့ဒါတေချာအကောင်းဆုံးစူးစမ်းထားတယ်အဲ့ဒီအပေါ်မှာဒါအခုလောလောဆယ်ပထမဆင်ရတာပြိသက်တွေစီက feedback ကိုဘုံညှော်လင့်နေပေါ့နော်အဲ့တော့ဒီဇင်ဘာ12ရက်နေ့မှာရုံထဲကိုအရောက်လာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဟုတ် မင်းယောက်ျားနဲ့အတူတူမအိတ်ချေဘာလို့မင်္ဂလာဆောင်သားသေးလဲ နှောင်းထဲမှာရောတနေ့အိတ်ဓာပဲရေးကြည့်နေတာ ခင်ယုံယောက်ျားတစ်ယောက်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးရမိန်းမတစ်ယောက်ရဲ့တာဝန်ပဲကွာနားလေလား မောင်ရဲချင်းရဲလို့ရတယ် မင်းဘာဖြစ်နေရလဲမင်းဘာဖြစ်ချင်နေရလဲ မောင်မီဖျားဖြစ်ချင်တာ